ပရိသတ်များမင်္ဂလာပါရှင်ဒီနေ့ white coffee အကြောင်းပြောပြမှာဖြစ်ပါတယ်ရှင် white coffee ဆိုတာကအားလုံးသိကြတဲ့အတိုင်းမလေးရှားနဲ့စင်ကာပူမှာလူကြိုက်များတဲ့ coffee ပြင်ဆင်မှုပုံစံတစ်မျိုးဖြစ်ပါတယ်ဒီရဲ့ထူးခြားချက်က coffee စိတ်တွေကိုအချိန်တူတူနဲ့အပူချိန်နည်းနည်းနဲ့กินတာပါဥမဲ့ coffee တွေလိုအချိန်ကြာကြာအပူချိန်မြင့်မြင့်နဲ့မกินဘဲ margarine ဒါမှမဟုတ်စီနည်းနည်းနဲ့กินတတ်ကြပါတယ်ဒါကြောင့် coffee ဆေးရဲ့အရောင်ကပိုဖြော်ပြီး white လို့ခေါ်ကြတာပါဒီ coffee မုန့်ကိုပုံမှန်အားဖြင့်တကြားနဲ့နိုးစီ concentrate mix ထည့်ပြီးပူပူနွေးနွေးတောက်ကြပါတယ်သူအရသာကပုံမှန် coffee တွေတဲ့ပိုပေါ်ပါပြီးချိုတဲ့ဘက်ရောက်ပါတယ်ဒါပေမဲ့ caffeine တဲ့ပါဝင်မှုများတာမို့လမ်းဆက်နဲ့ခံစားမှုပေးနိုင်ပါတယ်white coffee တမိုင်းချောင်းပြောရရင်မူလအစကမလေးရှားမှာနေထိုင်ကြတဲ့တရုတ်လူမျိုးတွေရဲ့ coffee ပြင်ဆင်နည်းကနေဆင်းသက်လာတယ်လို့ယူဆကြပါတယ်။သူတို့ကအရင်ကာလတွေမှာဗြိတိရှလူဖြူတွေအတွက်စပုတ်မှုတွေအဖြစ်လုပ်ကိုင်ခဲ့ကြပြီးအနောက်တိုင်း coffee ပြင်ဆင်နည်းတွေကိုလေ့လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ဒေသဆန်ဆန်အရသာနဲ့နည်းစနစ်တွေကိုပေါင်းစပ်ပြီးပြန်လည်ဖန်တီးတဲ့အခါwhite coffee လိုမျိုးထူးခြားတဲ့ပုံစံမျိုးပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ coffee စီကိုပေါ့ပေါ့ပါပါကိနေနေကြောင်းအချို့က white coffee ကိုကျန်းမာရေးနဲ့ပိုပြီးညီညွတ်တယ်လို့ယူဆကြပါတယ်။ဘာလို့လဲဆိုတော့ coffee စိတ်ကိုအပူချိန်မြင့်မြင့်နဲ့အကြာကြီးกินတဲ့ပုံမှန် coffee တွေမှာအဆီဓာတ်နဲ့အက်ဆစ်ဓာတ်တွေပိုထွက်တတ်ပြီးအဲ့ဒါကအစာချေစနစ်ကိုထိခိုက်နိုင်တယ်လို့ယူဆကြလို့ပါဒါပေမဲ့ white coffee ကတော့အဲ့လိုအက်ဆစ်ဓာတ်နေတာကြောင့်အစာအိမ်ကိုတက်တာစီတယ်လို့ပြောကြပါတယ်ဒါကသိပ္ပံနည်းကျအပြည့်အဝတက်တာမျိုးတော့မဟုတ်ပေမဲ့ဒေသခံတွေရဲ့အတွေ့အကြုံကနေလူသိများလာတဲ့အချက်ပါပြီးတော့ white coffee ကိုတောက်တဲ့ပုံစံကလည်းစိတ်ဝင်စားစရာပါမလေးရှားမှာဆိုရင် coffee tiang လို့ခေါ်တဲ့ဒေသတလိရိုးရာဆိုင်ကယ် coffee တွေမှာတောက်လို့ရှိပြီးအဲ့ဒီမှာပုံမှန်အားဖြင့်ကိတ်မုံကြက်ဥပြုတ်ဒါမှမဟုတ်ကရားတုပ်ထားတဲ့ပေါင်မုန့်ကင်းနဲ့တွဲစားလို့ရှိပါတယ်အဲ့လိုမျိုးမနက်စာအဖြစ်တောက်တာကဒေသခံတွေရဲ့နေ့စဉ်ဘဝမှာအလိုရိုးရာဆန်တဲ့အလိထတစ်ခုပါဒီနေ့ခေတ်မှာတော့ white coffee ကဒေသတွင်းမှာနေမဟုတ်ဘဲကမ္ဘာဈေးကွက်ထဲကိုပါရောက်လာပါပြီ။အိမ်မှာအလွယ်တကူဖြော်တောက်လို့ရအောင်အသင့်ဖြော် white coffee ထုတ်တွေဈေးကွက်မှာအလွယ်ရနေပါပြီ။ဒါလောက်ဆိုရင် white coffee အကြောင်းတော်တော်များများသိသွားလောက်မယ်ထင်ပါတယ်။ဒါကြောင့်ချစ်သူနဲ့ပဲတောက်တောက်တူးတဲ့ပဲတောက်တောက်စားဖက်ရင်းပဲတောက်တောက်ကိုယ်အကြိုက်နဲ့ကိုယ်ပလန်နဲ့အမျိုးမျိုးတောက်လို့ရပြီးလန်းဆန်းမှုပေးတဲ့အရသာခါစိမ့်စိမ့်လေးကိုနှစ်သက်ကြတဲ့ coffee ချစ်သူလေးများကျမ်းမာပျော်ရွှင်ကြပါစေနော်။